ဂျာတပဒေးသားသမီးများအနေနဲ့2026နှစ်သက်မှာတော့တတိကိုအရင်ခံပြီးဆောင်ရွက်တဲ့နှစ်ဖြစ်ပါတယ်။ဘာလို့စစ်ဆက်လေးလုပ်ပေးပါ။အထူးကောင်းမွန်မဲ့လုပ်ငန်းတွေကတော့အိမ်ချမ်းမြေရောင်းဝယ်တာဂီတနဲ့အမှုပညာလုပ်ငန်းတွေပစ္စည်းရောင်းဝယ်ရေးလျှက်စစ်လုပ်ငန်းတွေအထူးအောင်မြင်မှာဖြစ်တယ်။လုပ်ငန်းကိစ္စတွေမှာဆိုရင်တင်ငွေနဲ့အင်္ဂါသားသမီးတွေနဲ့တွဲဖက်လုပ်ကိုင်တာကကန်ကောင်းစေတယ်။ဒါပေမဲ့တတိထားရမှာကရှေ့တစ်မျိုးကွဲရတစ်မျိုးဆက်ဆံတတ်သူတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။ဒီနှစ်မှာအရေးပါတဲ့ကိစ္စကြီးတွေဆောင်ရွက်လာရလိမ့်မယ်။နောက်တစ်ခုကအထက်အကြီးအကဲပုဂ္ဂိုလ်တွေနဲ့ဆက်ဆံရမှာအထူးဂရုစိုက်ဖို့လိုအပ်တဲ့နှစ်ဖြစ်ပါတယ်။မင်းဆိုးရလာတဲ့နဲ့စကားအငင်းခုန်ဖြစ်တာစိတ်တော့ကရောက်တာမျိုးတွေရှိတတ်လို့ပါ။မိဘဆွေမျိုးတွေရဲ့ဖတ်ပေါင်းဆောင်ကကူညီဆောင်ရှောက်မှုတွေရရှိတတ်ပေမဲ့နှစ်ဖက်မိဘတွေရဲ့ကျန်းမာရေးကိုလည်းပြုစုဆောင်ရှောက်ပေးရတတ်တယ်။အဖွဲ့အစည်းကိစ္စတွေမှာပါဝင်ပတ်သက်တာမျိုးကိုရှောင်ကျဉ်ပေးပါ။မေတ္တာရေးအခြေရေးကိစ္စတွေမှာဆိုရင်နီးစပ်မှုကနေအခြေသေးတဲ့ချစ်ချင်းမေတ္တာရေးရာတွေပေါ်ပေါက်တတ်ပြီးနှလုံးသားဆုံးဖြတ်ချက်ကိုဦးစားပေးတတ်သူတွေနဲ့တွေ့ဆုံရတတ်တယ်။အိမ်တောင်ရှင်တွေအကွက်ကတော့စိတ်သဘောထားချင်းကိုက်ညီပြီးတာယာတဲ့အိမ်တောင်ရေးဖြစ်မယ်။ဒါပေမဲ့အပျော်ပါးလိုက်စားတာကြောင့်ကိုယ်ဂုံဒိတ်ခါကြာဆင်းနိုင်တာကိုတော့သတိထားပါ။ပညာရေးမှာဆိုရင်ဝိရိယအားထုတ်ပြီးကြိုးစားမှသာအောင်မြင်မယ်။စာမေးဝိုင်းနီးလာရေးကျမ်းမာရေးအနှောင့်အယှက်ဝင်တတ်တာကြောင့်ကြိုတင်ပြင်ဆင်ပါ။ပြည်ပကိုလေးလာရေးခီးတွာလာရကိန်းလဲရှိတယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးရေချိုးမားတာထိကြိုက်ဒဏ်ရာရတာလေးဖက်နာယောဂါမီးရယောဂါနဲ့ဦးလန်းချောင်းယောဂါနဲ့ဖြစ်ပွားတဲ့လုံးဂယုဆိုင်ပါ။ရရအနေနဲ့ကြာတပတေးနေ့မှာအဝါရောင်သစ္စာပန်း17ပွင့်ကတ်လူပေးပါ။တီးညွန့်တကဲညွန့်17ညွန့်တို့ကိုလည်းဖျားမှာကတ်လူပူဇော်ပေးပါ။စွန်းတော်အနေနဲ့တရက်တီးတဘောတီးတစ်တော်တီးတခွားမွေးတို့ကိုကတ်လူပေးပါ။နောက်ဆုံးတစ်ခုကရွှေထီးငွေထီး3လက်စီဖျားမှာကတ်ပူဇော်ပေးပါ။အကျိုးပေးမဲ့အခရာတွေကတော့စလုံးစလင်းပတောက်ထီပြီးအကျိုးပေးကနန်းတွေကတော့2 3 5 8တို့ဖြစ်ပါတယ်။ဒါနဲ့ဟောစာတန်းမကိုအမြဲမပြတ်တင်ဆက်ပေးနေမှာထီလို့ဆရာရဲ့ YouTube Channel ကို Subscribe လုပ်ထားခဲ့ဖို့ပြောချင်ပါတယ်။